အခုတခါတို့တွေဘယ်အပြန်မလဲဆိုတော့ဒီဘက်မှာ protractor ဆိုတာလေးရှိတယ်အဲ့ protractor လေးကကြောက်တွက်လိုက်ခိုင်လိုင်းပေးတာပဲသူကကြောက်ဘယ်လိုခိုင်လိုင်းပေးတာလဲဆိုလို့ရှိရင်ဒီမှာ rectangle လေးတစ်ခုဆွဲလိုက်မယ်ဟုတ်ပြီနော်ပြီးသွားလို့ရှိရင်ဒီလိုမျိုးလေးထပ်ဆွဲမယ်ဟုတ်ပြီအမှဆိုလို့ရှိရင်တို့ဒီမှာရှိတဲ့ protractor လေးကိုယူလိုက်မယ်ဒီနားလေးကိုထိလိုက်မယ်အမှဆိုရင် तू ကဘယ်လိုမျိုးခိုင်လိုင်းပေးတာလဲဆိုလို့ရှိရင် sorryဘယ်လိုမျိုး guideline ပေးထားလဲဆိုလို့ရှိရင်သူကထောင်းလေးရနေပြီးတော့ guideline ပေးတာဒီမှာတို့ဒီကနေတစ်ချက်ကလစ်လိုက်မယ်ပြီးဒီဘက်ထောင်းလေးကိုတစ်ချက်ကလစ်လိုက်မယ်ကလစ်ပြီးသွားလို့ရှိရင်ဖြည်းဖြည်းချင်းဆွဲပြီးတော့ကိုလိုချင်တဲ့ degree လေးထည့်ပေးလိုက်တို့30ဆိုပြီးထည့်လိုက်မယ် enter အဲ့လိုမျိုးလေးပေးတယ်ပြီးဒီဘက်ကနေပြီးတော့ပထမဆုံး point တစ်ချက်ကလစ်မယ်ပြီး end point တစ်ချက်ကလစ်မယ်ကလစ်ပြီးကိုလိုချင်တဲ့ degree ပေးလိုက်မယ် enter ပြီး orbit လှည့်ကြည့်အဲ့လိုမျိုးလေး तू ကမြင်းဆောင်လေးတွေနဲ့ degree နဲ့ guideline ပေးတာပထမတော့တို့တွေဆိုရဲဒီ take measurement ကကြတော့ရိုးရိုး line လေးတွေနဲ့ guideline ပေးတာဟုတ်ပြီနော် line အတဲလေးတွေ guideline ပေးတာ तू ကကြတော့ degree နဲ့ guideline ပေးတာအဲ့ဆိုလို့ရှိရင်တို့တွေဒီမှာ line လေးတွေနဲ့လို့လှမ်းဆက်လိုက်မယ်ဆက်ပြီးတော့ခေါက်မိုးလေးတွေပါလေးတွေဆွဲတဲ့နေရာမှာလည်းအသုံးပြုလို့ရတယ်ပြီး push pull ထုတ်လိုက်မယ်ဟုတ်ပြီနော်အဲ့လိုမျိုးခေါက်မိုးဆွဲတဲ့နေရာလေးတွေမှာအသုံးပြုလို့ရတယ်ဒီလိုမျိုးလေးတွေ guideline ပေးတယ်ဟုတ်ပြီနောက်တစ်မျိုးguideline ယူနေမယ် protractor ဒီမှာဆိုလို့ရှိရင်လည်းကိုလိုချင်တာလေးတွေပေးလို့ရတယ်ဟုတ်ပြီနော်ဘယ်ဘက်ကိုသွားမလဲဒီဘက်ကနေဒီလိုမျိုးလေးအဆောင်သွားခြင်းနဲ့30 enter sorry သူကဟိုလိုမျိုးအပြောင်းဝင်ယူနေ sorry ဟုတ်ပြီဒီမှာဆိုရင်ဒီကနေဒီထိဒီလိုမျိုးလေး30 enter အဲ့လိုမျိုးလေးဆောင်းလို့ရတယ်ဒီကနေဒီဘက်ထိဒီလိုမျိုး30 enterကိုကြိုက်တဲ့လိုမျိုးလေးစောင်းလို့ရတယ်ပြီးတော့မှအဲ့ဒီ guideline ပေးထားတဲ့ line တိုင်းပုံစံလေးလိုချင်သလိုဆွဲပါလို့ရတယ်ဟုတ်ပြီနော်ကိုဆွဲချင်သလိုပုံစံမျိုးလေးတွေဆွဲပြီးတော့ guideline ပေးလို့ရတယ်ခေါက်မိုးတွေပိုင်းမှာသူကအဓိကထားပြီးတော့သုံးတဲ့ degree စောင်းတဲ့အခါမှာဆိုလို့ရှိရင်တီးတန်း line တစ် line ထောင်လိုက်တယ် line တစ် line ထောင်ပြီးတော့ rotate လှည့်ပြီးတော့လဲဆွဲလို့ရတို့ဒီလိုမျိုး guideline ပေးလိုက်ပြီးတော့ဆွဲလို့လဲရသူ့ဖြတ်ချင်တယ်ဆိုလဲပုံမှန်တိုင်းပဲ edit ထဲကိုသွားလိုက်မယ် edit ထဲကနေပြီးတော့ဒီမှာ delete guide ထဲမှာဖြတ်ပေးလို့ရတယ်ဟုတ်မနော်အဲဆိုလို့ရှိရင်အဲ့ဒါလေးက protractor ဟုတ်ပြီ protractor ပြီးသွားလို့ရှိရင်နောက်တစ်မျိုးသူ့ဘေးနားမှာ text ဆိုတာလေးရှိတယ်ဟုတ်ပြီနော်သူကစာရေးတာလေအဲ့ဆိုတို့ဒီ text လေးကိုယူလိုက်မယ်ယူပြီးတော့စာရေးချင်တဲ့နားဒီမှာကလစ်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားလို့ရှိရင်ကိုရေးချင်တဲ့စာလေးရေးကြည့်မယ် SKEDCHUP ပြီးရင် enter နှစ်ချက်နှိပ်ပြီးထွက်မယ်တစ်ချက်နှစ်ချက်အဲ့လိုထွက်လိုက်မယ်အဲ့ဆိုဒီလိုမျိုးလေးစာလေးရေးပါဒါပေမဲ့သူ့ကိုကြည့်ကြည့်မယ်ဒီမှာ orbit လဲကြည့်ဘလို့ပဲ orbit လဲဒီစာလေးကအသေးဖြစ်နေမယ်ဟုတ်ပြီ zoom အချုံချဲလောက်ကြည့်မယ်ဝှီးလေးကိုအချုံချဲလှုပ်ကြည့်မယ်နှိမ့်လိုက်တော့လေဒီစာလေးကဒီတိုင်းပဲဘာမှလှုပ်တာရွေ့တာတိတ်မရှိဘူးဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ဒီစာလေးကိုတို့ရတိတ်ပြီးတော့မတော်ဘူးဒါလေးနဲ့သုံးလဲဆိုရင် 3D test နဲ့သုံးတာများတယ်ဟုတ်ပြီနော်ဒီစာလေးကတိတ်ပြီးတော့ဆွဲရေးရပြရတာအဆင်မပြေတဲ့အတွက်ကြောင့်မလို့တို့ရေသုံးမယ်ဆိုရင်ဒီမှာ 3D test လေးနဲ့သုံးမိမယ်အဲ့ဆိုရင်တို့ဒီမှာ 3D test လေးကိုယူလိုက်မယ်ကလေးတစ်ချက်နှိပ်လိုက်တာနဲ့ဒီလိုပေါက်ကလေးကြလာပြီအမှကိုလိုချင်တဲ့စာလေးကိုရေးကြည့်မယ်ဟုတ်ပြီပြီးသွားလို့ရှိရင်ဘာလို့လုပ်ရလဲဆိုဒီမှာ font တွေပြင်လို့ရတယ် font လေးတွေကိုလိုချင်တဲ့ font ကိုပြင်လို့ရတယ်ဟိုမှာဒီမှာ new rosemat ဟုတ်ပြီနော်ကိုလိုချင်တဲ့ font လေးတွေပြင်လို့ရတယ်ပြီးသွားလို့ရှိရင်ဒါကဘယ်ဘက်အချမ်းအောင်ကတ်နေတာအဲ့တော့ဘယ်ဘက်မှာထားမလားညာဘက်မှာထားမလားအလဲကောင်မှာထားမလားကိုကြိုက်တာယူရအခုစင်တာမှာထားကြည့်လိုက်မယ်ဟုတ်ပြီနော်ပြီးသွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်မြင်းဆောင်လေးတွေလုံးမလားပုံမှန်ပဲထားမလားဘိုးလုံးမလားဆိုပြီးတော့အဲ့လိုမျိုးလေးရှိရကိုကြိုက်တာလုပ်ပေးလို့ရတယ်အမနော် regular ပဲထားလို့လည်းရတယ်ဘိုးလုပ်လည်းရတယ်နော်ကိုကြိုက်တာလုပ်လိုက်ဒီမှာသူဘိုးလုပ်လိုက်ပြီဟုတ်ပြီပြီးမှလို့ရှိရင်သူကသူ့ရဲ့ test height က10လက်မရှိရဲ့တဲ့တို့တွေ5လက်မလောက်ပဲထားကြည့်လိုက်မယ်5ဟုတ်ပြီနော်ပြီးမှလို့ရှိရင်နောက်ပြီးတော့ဘာလုပ်လို့ရသေးလဲဆိုလို့ရှိရင်ဒီမှာ face ဆိုတာလေးကိုအမှန်ချစ်ထားတာနဲ့မချစ်ထားတာနဲ့ကွာတယ်အခုဒီမှာ face ကိုအမှန်မချစ်ထားဘူးဟုတ်ပြီနော်အမှန်မချစ်ဘဲနဲ့တို့တွေဆွဲကြည့်လိုက်ဆွဲကြည့်လိုက်မယ်ကိုလေလုံးချင်တာအကောင်လုံးကိုရွေးပြီးသွားပြီဆိုလို့ရှင်ဘာလုပ်မလဲဆိုလို့ရှင် place နဲ့နေရာချအောင်မယ်ဒီမှာ face ကိုအမှန်မချစ်ခဲ့တော့ဘူးအဲ့ဒါဆိုဘာထူးကြလဲဆိုတာပြပြမယ်နော် place ဟုတ်ပြီဘယ်နားမှာထားမလဲကိုထားခြင်းတဲ့နေရာလေးမှာထားလိုက်မယ်တို့ဒီနားလေးမှာထားလိုက်မယ်ဒီမှာစာလေးတစ်ခုပေါ်သွားပြီဟုတ်ပြီနော်တို့ရေးလိုက်တဲ့စာလေးပေါ်သွားပြီဒါကကြတော့ face ကိုအမှန်မချစ်ထားဟုတ်ပြီဒါလေးဖြတ်လိုက်အောင်မယ်ဟုတ်ပြီနောက်တစ်ခေါက်ထပ်ရေးမယ်ဒီ 3D test လေးကိုရွေးလိုက်မယ်ကလစ်တစ်ချက်နှိပ်လိုက်ရင်ပေါက်ကလေးကျလာမယ်တို့လေးစာလေးရေးကြည့်မယ်ဟုတ်ပြီပြီးသွားလို့ရှိရင်ဒီတစ်ခေါက်ကျတော့နောက်ထပ်တစ်မျိုးပြောင်းကြည့်မယ်ဟုတ်ပြီ regular နဲ့ထားမယ် center နဲ့ထားမယ်ဒီတစ်ခေါက်မှာ fill ကိုနှိပ်ကြည့်လိုက်မယ် fill ကိုနှိပ်လိုက်ရင်ဘာကွာလဲဆိုလို့ရှိရင် fill ကိုမနှိပ်ခင်တော့ဒီဘက်မှာ extract ဆိုတာလေးကအမှန်ချင်းဘာမှမပေါ်ဘူးမှိန်နေတယ် fill ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ extract လေးပေါ်လာပြီအဲ့တော့သူ့ရဲ့ extract ဆိုတာ do လေး 3D test ဖြစ်တဲ့အတွက်ကြောင့်မလို့ do လေးပါသွားပြီစနောက်တော့ fill ကိုအမှန်မချစ်ထားတော့ကြတော့
ဒူးမပါဘူးပြပြကြီးပဲအခု face ကိုမှန်ချလိုက်ပြီဒူးကိုလည်းတို့တွေကဘယ်နှလက်မထိလိုချင်လဲဆိုတော့သူကပြောပြထားတယ်ဒါလေးနည်းနည်းစိုက်ကြည့်မယ်9လက်မလားဒူးကိုလည်းဘယ်နှလက်မထိလိုချင်လဲဆိုတာကိုရွေးပေးလို့ရတယ်ဒီမှာ1လက်မပဲထားလိုက်မယ်ဟုတ်ပြီပြီးရင် place ဆိုတာလေးကိုရွေးလိုက်မယ်ဒီဘောလေးကိုတင်လိုက်မယ်အမှကြည့်လိုက်မယ်ဒီမှာစနအောင်က face မလုပ်ခါတော့ကြတော့ဒါက 2D ပုံစံကြီးပြပြချက်ချက်ကြီးဘာတူမှမပါဘူးဒီမှာ face လုပ်လိုက်တဲ့ခါကျတော့ 3D ပုံစံလုံးဝ 3D test ဖြစ်သွားတယ်ဒူးလေးပါသွားဟုတ်ပြီနော်ဒီမှာစလုံးလေးမှာဒူးလေးနဲ့ပါသွားအဲ့လိုမျိုးလေးအားဆိုလို့ရှင်တို့တွေအယောင်လေးပါချက်ချင်းနဲ့ဆိုလို့ရှင်လည်းအယောင်ချဲ့ပေးလို့ရတယ်ကာလာတွေဝင်လိုက်မယ်ဘလုံးချင်းနဲ့အယောင်လေးချဲ့လို့ရတယ်ဟုတ်ပြီပြီးပါလို့ရှင်စလုံးလေးကိုကြတော့တယောင်ပြီးတန့်ချဲ့ပေးမယ်ဒီလိုမျိုးလေးတွေပြောင်းပေးလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ face ကိုအမှန်ချစ်ထားမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ဒူးကိုလည်းပြောင်းပြီးတော့စလုံးလေးတွေကိုဒူးတင်ပေးလို့ရတယ် 3D test ပုံစံဒါကကြတော့ 3D test မဟုတ်ဘူးရိုးရိုးအပြားဘာမှဒူးမပါဘူး 2D test ပုံစံလိုမျိုးလေးဟုတ်ပြီနော်ဒီရိုး A နဲ့ A1 နဲ့ရေးထားတဲ့ test ကိုကြတော့တို့တွေကမယူဘူးအစွဲရတာအဆင်မပြေလို့ဒီဟာလေးကကြတော့ပုံလေးတွေအလှဖော်တဲ့အခါတို့စာရေးတဲ့ခါလေးမှာအရန်လှတဲ့အတွက်ကြောင့်တို့တွေ 3D test နဲ့ပဲရေးမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင် test ရေးပြရဆိုနောက်တစ်မျိုးကဘာလဲဆိုလို့ရှင်တို့တွေဒီမှာကြည့်လိုက်မယ်အပြာလေးကအထောင်လေးအစင်းရဒီဘက်ကိုသွားတယ်အနီးရဒီဘက်ကိုသွားတို့တွေအဲ့ဒါကို axis လှည့်ခြင်းနေဆိုရင်ဒီဘက်မှာရှိရဲ့ axis ဆိုတာလေးနဲ့လှည့်ပြီးလို့ရအဲ့ဒါဆိုဒီ axis ကလေးကိုကလေးတစ်ချက်နှိပ်လိုက်မယ်အဲ့တော့ဒီတောင်းလေးမှာထားလိုက်တယ်ထားပြီးသွားရင်ဆိုလို့ရှင်ကလေးတစ်ချက်နှိပ်ပြီးထားလိုက်တယ်ထားပြီးသွားရင်ဆိုနှစ်ခါရွှေ့လို့ရတယ်တို့တွေကိုကြိုက်တဲ့ဝင်ရိုးအခုဒီမှာအနီကိုအရင်ရွှေ့မယ်ဘယ်သူ့ကိုရွှေ့မလဲဟုတ်ပြီနော်အနီလေးကိုရွှေ့လိုက်မယ်အနီကဒီဘက်မှာရှိတာကိုအစိမ့်ဘက်ကိုပို့လိုက်မယ်ပြီးသွားလို့ရှင်နောက်တစ်ခုကကြောင့်အစိမ့်နဲ့အပြာကိုရွှေ့တယ်အစိမ့်နဲ့အပြာကိုဒီလိုမျိုးလေးထားလိုက်မယ်အပြာကိုဒီဘက်ပို့မယ်အစိမ့်ကိုထောင်းလိုက်မယ်အိတ်စစ်လေးပြောင်းလိုက်ဟုတ်ပြီနော်ဒီမှာအနီးရဒီလိုမျိုးဖြစ်သွားတယ်အစိမ်းရတောင်းလိုက်ဖြစ်သွားတယ်အပြားဒီဘက်ကိုရောက်သွားအဲ့လိုမျိုးကိုလိုချင်တဲ့အိတ်စစ်တွေပြောင်းပေးလို့ရတယ်ဟုတ်ပြီနောက်တစ်ခေါက်ထပ်လုပ်ကြည့်မယ်ကလစ်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ကိုလိုချင်တဲ့ဒီမှာအနီးအပြားကိုလိုချင်သူတို့အရင်တစ်ခေါက်ပြောင်းဒီမှာအနီးလေးကိုထောင်းလိုက်မယ်ပြီးရင်နောက်တစ်ခေါက်ဒုတိယတစ်ကြိမ်ဒီလိုမျိုးလေးထားလိုက်မယ်အဲ့လိုမျိုးလေးပြောင်းသွားဟုတ်ပြီနော်ဒါပေမဲ့ exit ပြောင်းတာမပြောင်းတာကြတော့တိတ်ပြီးတော့အရင်မကြည့်တော့ကြမလို့တို့တွေ exit ကိုမပြောင်းတော့ဟုတ်ပြီနော်ဒီတိုင်းပုံမှန်တိုင်းလေးပဲဆွဲလိုက်မယ်ဟုတ်ပြီနောက်ထပ်ဘာလေးပဲကြံနေဆိုဒီမှာ zoom ချုံချဲလောက်တာလေး၄မျိုးကြံမယ်အဲ့ဒါတို့တွေဒီ zoom ချုံချဲလောက်တာလေးကိုလုပ်ကြည့်မယ်အဲ့ဒါဆိုပထမဆုံးဒီ zoom လေးဒီ zoom ကိုလူကြည့်လိုက်မယ်၄မျိုးရှိရယ်ဒီ zoom ကိုယူလိုက်မယ်ပထမဆုံး zoom ကကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တို့တွေအောက်ကနေပြီးတော့အပေါ်သွားရင် zoom ချဲသွားမယ်ဟုတ်ပြီနော်အောက်ကနေအပေါ်သွားရင်ဇွန်းကချဲ့သွားတယ်အဲ့လိုမဟုတ်ဘူးအပေါ်ကနေပြီးအောက်ကိုပြန်သွားမယ်ဆိုဇွန်းကခြုံသွားတယ်အပေါ်ကနေအောက်ကိုပြန်သွားရင်ဇွန်းခြုံသွားတယ်အောက်ကနေပြီးတော့အပေါ်ကိုချဲ့မယ်ဆိုရင်ဇွန်းချဲ့သွားမယ်အပေါ်ကနေအောက်ကိုပြန်သွားရင်ဇွန်းကခြုံသွားတယ်ဟုတ်ပြီနော်အဲ့လိုမျိုးလေးဇွန်းလေးသေးပါမယ်အောက်ကနေပြီးတော့အပေါ်သွားမယ်ဆိုရင်ဇွန်းကဒီမှာချဲ့လာမယ်ကြီးဝိုင်းဟုတ်ပြီနော်အဲ့လိုမျိုးလေးဖြစ်သွားမယ်ဆိုရင်ဇွန်းအချုံချဲလောက်တာအပေါ်အောက်ကနေအပေါ်ပြီးနောက်တစ်မျိုးကကြောက်ဒါကကြတော့ zoom window ကောက်တာကိုလိုချင်တဲ့နေရာလေးကိုပဲ zoom ချဲလိုက်တာဆိုလို့ရှိရင်ဒီ zoom window လေးကိုယူလိုက်မယ်ကိုလိုချင်တဲ့နေရာလေးကိုပဲ rectangle ဆွဲသလိုကလစ်ကလေးကိုဖိပြီးတော့ဆွဲချလာလိုက်မယ်ဆိုဒီကိုဆွဲလိုက်တဲ့နေရာလေးပဲ window ကောက်လိုက်တဲ့သဘောလေးပဲအဲ့ window ကောက်လိုက်တဲ့နေရာလေးပဲ zoom ကပေါ်လာမယ်ဟုတ်ပြီပြန်လုပ်ကြည့်မယ်zoom window ကိုရွေးလိုက်မယ်ရွေးပြီးသွားလို့ရှင်ကိုဆွဲခြင်းနဲ့ကိုကြည့်ခြင်းတဲ့နေရာလေးနားကနေပြီးတော့စပြီးကလစ်ချပြီးတော့ဖိဆွဲလာမယ်နောက်ဘက်ဟိုဘက် end point နာကို rectangle ဆွဲသလိုမျိုးလေးဖိဆွဲလိုက်တယ်ဆိုလို့ရှင်ကိုကြည့်ခြင်းနဲ့ window ကောက်လိုက်တဲ့နေရာလေးပဲအဲ့ဒီ zoom လေးကချဲ့သွားမယ်အဲ့လိုမျိုးကြည့်ပေးလို့ရတယ်ဟုတ်ပြီနော်ပြီးနောက်တစ်မျိုးကကြအဲ့လိုမျိုးခြုံထားတဲ့ဟာကိုပြန်ဒီလိုမျိုးချဲ့ပြီးအဲ့လိုကြည့်ထားတဲ့ဟာပြန်ပြောဟွာလုပ်မယ် extend ပြန်ချဲ့လိုက်မယ် screen view ဟုတ်ပြီနော် zoom extend ကြတော့ပုံတွေအကုန်လုံးပြန်မြင်ရမယ်ဟုတ်ပြီနော် zoom extend ကပုံတွေအကုန်လုံးကိုပြန်မြင်ရမယ်ဆိုလို့ရှင်နောက်တစ်မျိုးပထမဆုံးတစ်မျိုးကကြတော့ zoom ကိုဒီမှာဘယ်ဘက်ကနေအောက်ကနေအပေါ်ကနေအောက်ကိုလိုချင်တို့အချုံအချဲလုံးလို့ရတယ်ပြီးသွားလို့ရှင်နောက်တစ်ခုက zoom window ကကြတော့ကိုလိုချင်တဲ့နေရာလေးကိုပဲ rectangle ပုံစံ window ပုံစံလေးကောက်လိုက်တယ်ဆိုလို့ချင်းကိုလိုချင်တဲ့နေရာလေးပဲထွက်လာမယ်ဟုတ်ပြီနော်ပြီးတော့ zoom extend ကကြတော့ zoom ဒီထဲမှာရှိသမျှဟာတွေအကုန်လုံးကိုပြန်ပြီးတော့ချဲ့ပြီးရလုပ်လေးလိုက်တာအကုန်လုံးကိုပြန်ပြီးတော့မြင်ရတယ်ဟုတ်ပြီနော်ဒီမှာဆွဲထားသမျှပုံလေးတွေအကုန်လုံးကိုပြန်ပြီးတော့မြင်ရတယ်ပြန်ပြီးတော့လုပ်ပေးလိုက်တယ်အဲ့ဒါ zoom extend ပြီးနောက်ဆုံးတစ်မျိုးကကြတော့ previous နောက်ဆုံးချုံခဲ့ချဲ့ခဲ့တဲ့ zoom လေးကိုပြန်ပြီးတော့ကြည့်လို့ရတယ်ဒါနောက်ဆုံးလုပ်ခဲ့တဲ့ zoom လေးဟုတ်ပြီနော်နောက်ဆုံးအနီးကကြည့်လိုက်တဲ့ zoom လေးကိုပြန်မြင်ရတယ်ဒါ previous ဟုတ်ပြီနော်ဆိုရင် zoom လေးမျိုးရှိရဲ့ဒီဟာကြတော့အပေါ်ကနေအောက်ကိုချဲ့ကြည့်တာခြုံကြည့်တာအပေါ်အောက်အပေါ်ခြုံကြည့်တာချဲ့ကြည့်တာပြီးတော့လို့ရှိရင် zoom window ကကြတော့ကိုလိုချင်တဲ့နေရာလေးကိုပဲချဲ့ပြီးတော့ကြည့်လိုက်တယ်ပြီးတော့ extend ကကြတော့ဒီ file ထဲမှာရှိတဲ့ပုံတွေအကုန်လုံးပြန်ပေါ်လာမယ်ပြီးတော့ previous ကကြတော့နောက်ဆုံးလုပ်ခဲ့တဲ့ zoom လေးကိုပြန်ပေါ်လာတယ်
ဟုတ်ပြီနော်ဆိုလို့ရှင်အခုဘာပဲပြပြလိုက်လဲဆိုရင်ဒီမှာ protractor ရဲ့ test ရဲ့ 3D test ရဲ့ပြီးတော့ဒီမှာ exit လှည့်တာလေးပြပြလိုက်တယ် zoom လေးမျိုးပြပြလိုက်တယ်အဲ့ဒါဆိုလို့ရှင်ဒီ sketch မှာဆိုလို့ရှင်ဒီ tools လေးတွေကအကုန်ကုန်သွားဒီအောက်ဘက်ဟာလေးတွေကကျနောက်ပိုင်း runner ချတာတို့ဘာလို့မှာပို့ပြီးအသုံးများလာမယ်ဟုတ်ပြီနော်ဒီမှာကျတော့ runner ချတာတော့မပါတော့ဘူးဟုတ်ပြီနော်ဆိုလို့ရှင်အခုဆိုလို့ရှင်ဒီမှာ tools လေးတွေအကုန်ကုန်သွားပြီဟုတ်ပြီနော်ဒီ sketch ရဲ့ tools လေးအကုန်ကုန်သွားဆိုလို့ရှင်ပုံတွေစာဆွဲကြည့်မယ်နော်ပထမနေ့ကလည်းပုံတွေဆွဲထားတယ်အဆင်မပြေတာရှိရင်တော့ပြန်ပြောပြီးဟုတ်ပြီနော်အဲ့တော့ပုံတွေပို့ပြီးတော့ဆွဲလို့ရပါတယ်ဆိုလို့ရှင်ဒီဗီဒီယိုလေးကိုဒီနားလေးမှာနားလိုက်မယ်နော်